Jaga pay the Balamati, then you pay Bashama. อาราคาปีตัวเป็นตะปองอังสุกการอบามกันโนเดนิค่ะอาราคาแนงการาสัตตังที่กูปลาลาวสาไปบาริกันโนเดนิค่ะอาราคาแนงการาสัตตังกับไปภาษากาใจเต็มรุ่นเนี่ยมาไปปนเนี่ยแต่ไปมาอาการเป็นเซ็กของมาชิงกาใจตัดที่จะสุ่มยาบริเกอาการเป็นเซ็กของมาชิงกาแต่ไปเพนี่เนี่ยไปเว้นจะจีรอที่กูเลยเด็กบุ้งชาลาสรูปีกันโนสิ่งนั้นบาริ အခုလိုတိုက်ခိုက်ရမှာရသေးတောင်မျိုးနဲ့မစေကန်စပြင်းကြီးကြီးရွာနဲ့စစ်တွေမျိုးနဲ့ဝါဘိုကြီးရွာအနီးပတ်ဝန်းကျင်တွေကိုအဓိကထားတိုက်ခိုက်ခဲ့ပြီးလူနေအိမ်တချို့ထိခိုက်ပျက်စီးသွားရတယ်လို့သိရပါတယ်။မလ29ရက်နေ့ကစေအုပ်စုတက်မတော်နေမှာအရက်ခတက်တော် AA ကစစ်ကော်မရှင်တပ်ရဲ့စစ်တွေတပ်နေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုအတွင်းဗိုလ်မှူးတယောက်ဗိုလ်ကြီးတယောက်အပါအဝင်အနည်းဆုံး6ယောက်သေဆုံးသွားခဲ့တယ်လို့အခုလိုထိခိုက်ကြဆုံးမှုတွေရှိခဲ့ပြီးတဲ့နောက်စစ်တွေမျိုးအခြေစိုက်ရဲတပ်ရင်စနစ်အပါအဝင်စစ်တွေမျိုးပြင်ကစစ်တပ်တပ်ရင်စေခုထက်မနေ့ကလက်နက်ကြီးကြီးတွေနဲ့အေးအေးထိန်းချုပ်ထားတဲ့မျိုးနေတွေကိုပြစ်ခတ်တိုက်ခိုက်မှုတွေလှုံ့ဆော်နေတာဖြစ်တယ်လို့လည်းဒေသခံတွေကပြောကြပါရရှင်။ ဒီပိကကနောနောက်ကအခုတတနာသဘာစာကပလာဝမလို့နေမှာကျုံချောချီရောကိုအကရန်ပဲဆဲကောင်မရှင်ကဘုန်ကေတက်ခက်ခါရတော့နာအရဲသာခနယာသိဆုံပရိကေလျက်တယ်နာလာပါလေဆိုလိုပိကနောသိလာပါလေ အဲ့ဒီကြေးရွာကိုစစ်ကော်မရှင်ကမလ29ရက်နေ့ညနေ4:05မိနစ်အချိန်မှာဂျက်ဖိုက်တာ2စီးနဲ့ဘုံကျဲတိုက်ခိုက်မှု3ကြိမ် rocket နဲ့တိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့တာပါအဲ့ဒီကြေးရွာအနီးအနားမှာဘလို့တိုက်ပွဲမှမရှိဘဲနဲ့အခုလိုအရက်သားတွေနေထိုင်တဲ့နေရာကိုသူရေပေါ်ကြောင်စွာလာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အရခတ်တော် AA ကထုတ်ပြန်ထားပါတယ်ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်ကြောင်ချောင်းကြေးရွာကအသက်16နှစ်အောက်ကလေးငယ်4ယောက်အပါအဝင်အပြစ်မဲ့အရသားစုစုပေါင်း9ယောက်သေဆုံးခဲ့ရပြီးနောက်ထပ်ကလေးငယ်2ယောက်အပါအဝင်4ယောက်ဒဏ်ရာရရှိခဲ့ကလူနေအိမ်တွေလည်းမီးလောင်ပျက်စီးမှုရှိခဲ့ရတယ်လို့ဆိုပါတယ်။သေဆုံးခဲ့ရတဲ့သူတွေရဲ့မိသားစုဆွေမျိုးတွေနဲ့ထပ်တူဝမ်းနေရတယ်လို့လည်းအရခတ်တော် AA ကထုတ်ပြန်ထားပါတယ်။ပလဝမျိုးနေတစ်ခုလုံးကိုအရခတ်တော် AA ကပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်ထားပြီးတဲ့နောက်ဒေသဖွံ့ဖြိုးရေးနဲ့တရားဥပဒေစိုးမိုးရေးတို့ကို AA ကတဆိုင်မဲ့မဲ့ဆောင်ရွက်နေရရှိနေတာပါအခုလိုမျိုးစစ်ဘက်နဲ့မသက်ဆိုင်တဲ့အရက်ဖက်အပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့လူမဆန်စွာလေကြောင်းကနေအလေးရှောင်းပုံကျဲတက်ခိုင်နေတဲ့လုပ်ရမျိုးဟာစစ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်တယ်လို့လည်းလူမှုရေးလှုပ်ရှားသူတွေကပြောဆိုကြပါရရှင် ကနောဒီနိကအာခနန်ကရာသာတန်ငါလောက်ပါယကနောဒီနိကဒီပရိရှိဝဲမှာဆုံးတဲ့ပါတယ်အာခပေတပေတာပေါင်းအောင်ဆိုကုန်ကာရောပါ